အားလုံးမင်္ဂလာပါဒီနေ့ရဲ့ကောင်းစင်တွေကတော့တင်ယူလိလာဖွံ့ဖြိုးတိုးတက်ခြင်းအဆင့်လေးအဆင့်မှာအပိုင်းနှစ်ဖြစ်ပါတယ်ကျွန်တော်မနေ့ကဆွေးနွေးခဲ့တဲ့အဆင့်လေး learning metric ကိုသိရှိနားလည်သဘောပေါက်လိမ့်မယ်လို့ယုံကြည်ပါတယ်အားလုံးအဆင့်လေးဆင့်ရှိပါတယ်မတည်တဲ့အပိုင်းကနေတည်လာတယ်ပိုပြီးတည်လာတယ်နောက်ဆုံးမှာလုံးဝတည်လာပြီးကျွမ်းကျင်သွားတဲ့ဆိုတဲ့အဆင့်လေးအဆင့်ဖြစ်ပါတယ်ဒီအဆင့်လေးဆင့်ကိုဒုတိယပိုင်းအနေနဲ့ဆက်လက်ပြီးတော့ကြည့်ရှုကြရအောင်ကိုယ့်ရဲ့ performance တွေလှုပ်ဆောင်မှုတွေဆောင်ရွက်ချက်တွေဟာအဆင့်တစ်ခုတက်တိုင်းမှာလိုက်တက်လာလိမ့်မယ်ဒါပေမဲ့ချက်ချင်းကြီးမဖြစ်လာဘူးအချိန်ဆိုတဲ့ term အချိန်တိုင်းဟာအတိုင်းအတာအလျားပါအတိုင်းအတာအလျားပါကျွန်တော်တို့ယူရမှာဖြစ်ပါတယ်အဲ့ဒီတော့ဒီအလျားမှာပြထားတဲ့အရာဒီမိမိရဲ့အချိန်ဖြစ်ပါတယ်အချိန်ကြာလာတဲ့နဲ့အမျှ learning လုပ်နေတဲ့တစ်လျှောက်လုံးကိုယ့်ရဲ့ performance ဒီလိုက်ပြီးတော့တက်လာရမှာဖြစ်ပါတယ်အဆင့် lack of awareness state အဆင့်၄ဆင့်မှနံပါတ်1အဆင့်ဒီအောက်ခြေအဆင့်ဖြစ်တယ် unconscious incompetent မတိမှုဖြစ်တယ်မကျွမ်းကျင်တဲ့အပိုင်းဖြစ်တယ်အဲ့ဒီတော့ lack of awareness state သဘောပေါက်နားလည်မှုလုံးဝမရှိတဲ့အဆင့်ဖြစ်ပါတယ်မတိမှုဆိုတဲ့အရာကြီးလွမ်းမိုးတဲ့အဆင့်ဖြစ်ပါတယ်အဲ့ဒါဒီအဆိုးဆုံးဖြစ်တယ်ကျွန်တော်တို့ဘဝမှာကိုမတိတာကိုမတိပါလားဆိုတဲ့အဆင့်ဒီအဆိုးဆုံးအဆင့်ဖြစ်ပါတယ်ဒီအဆင့်မှာပဲရပ်နေတဲ့သူဒီအောင်မြင်မှာမဟုတ်ဘူးဒါကြောင့်ပထမအဆင့်ဒီနားလည်သဘောပေါက်မှုလုံးဝမရှိတဲ့အဆင့်ဖြစ်တဲ့ lack of awareness state လို့ခေါ်ပါတယ်အဲ့ဒီကနေနောက်တစ်ဆင့်တက်မယ်အဆင့်နဲ့ awareness state မတိတာတွေကိုတီးလာတယ်ဆိုတဲ့အဆင့်အဲ့ဒီအဆင့်ကတော့ conscious impediment တီးလာပြီးကျွမ်းကျင်နိုင်မှုတွေမရှိသေးဘူးဒီအဆင့်ဒီ awareness state ဖြစ်ပါတယ်ပထမအဆင့် lack of awareness state ကနေ awareness state သဘောပေါက်လာပြီးတီးလာပြီးဆိုတဲ့ဒုတိယအဆင့်ဖြစ်တဲ့ awareness state ဖြစ်ပါတယ်ခေါင်းဆောင်မှုဟာဘာတွေဆိုတာတီးလာပြီးခေါင်းဆောင်တွေဘာတွေလောက်ရမယ်ဆိုတာသိမြင်လာပြီပေါ့အခုနှစ်ဆိုရင်နလအတိုင်းတာအထိသဘောပေါက်နားလည်လာပြီဖြစ်တဲ့ awareness state ကိုရောက်လာပြီဖြစ်ပါတယ်ဒါပေမဲ့ဒီနလအထဲနဲ့ပဲရပ်လိုက်ရမှာမဟုတ်ပါဘူးเนาะဆက်ပြီးတော့လေးလာဖတ်ရှုတွားရပါမယ်အခုဆိုရင်ဖေဖော်ဝါရီလရဲ့နောက်ဆုံးရက်ဖြစ်ပါတယ်နောက်လတွေမှာနေ့စဉ်နဲ့အမျှ learning လောက်တွားခြင်းအဖြစ်ဒီကစာဖတ်သူတွေအဆင့်3ကိုတက်လန်းတွားမှာဖြစ်ပါတယ်အဆင့်3 step by step state ဒီအဆင့်ကနေ့စဉ်နဲ့အမျှပို့ပြီးတော့တည်လာလိမ့်မယ် step by step state လို့ခေါ်တယ်တစ်ဆင့်စီတက်တွားရမှာဖြစ်တယ်ပို့ပြီးနားလည်လာတယ်ပို့ပြီးတည်လာတယ်ပို့ပြီးသဘောပေါက်လာတယ် conscious competent တည်လာတဲ့အတိုင်းပိုကျွမ်းကျင်လာမှုကိုအားပေးတယ်မိမိအစင်ဖွံ့ဖြိုးတိုးတက်နေအောင်ဘယ်လိုလုပ်ရမလဲအမြဲမပြတ် step by step learning လုပ်ရမယ်အမြဲတမ်းတက်လန်းနေရမယ်အဲ့ဒီလိုတက်လန်းတွားရင်းနဲ့အချိန်ကြာလာတဲ့အခါနောက်ဆုံးအဆင့်ကိုရောက်ရှိလာစေမှာဖြစ်ပါတယ်အဆင့်လေး skill state unconscious competent ဆိုတဲ့အတိုင်းတင်းရဲ့ကျွမ်းကျင်မှုပိုင်နိုင်မှုလုံနိုင်မှုတော်မှုတွေဒီရင်ထဲမှာလုံးဝကိုအမြင့်တွဲတွားပြီးဂိမ်းအောင်တွားပြီးအမြင့်ဆွဲတွားပြီးဖြစ်ပါတယ် unconscious ဆိုတဲ့မတိစိတ်အတွင်းပိုင်းအထဲအထိကိုရောက်သွားတဲ့အပေါ်ယံမဟုတ်ဘူးကိုယ့်ရဲ့မတိမှုဆိုတဲ့ကြီးမားတဲ့နယ်ပယ်ကြီးထဲကိုကျွမ်းကျင်ပိုင်နိုင်မှုဒီစိတ်ဝင်သွားတယ်အဲ့ဒီအထဲမှာတကယ်ကိုစီးမျောသွားတယ်အမြင့်တွဲသွားတယ်ဆိုတဲ့အဆင့်ဖြစ်ပါတယ်အဲ့ဒီအဆင့်ကို skill state လို့ခေါ်တယ်တကယ်ကိုကျွမ်းကျင်ပိုင်နိုင်တဲ့အဆင့်ဘယ်လောက်ကျွမ်းကျင်ပိုင်နိုင်တယ်လဲဆိုရင်ကိုကျွမ်းကျင်ပိုင်နိုင်မှုကိုတောင်ကိုမတိတော့တဲ့အဆင့်ဖြစ်တယ်
ဒါကြောင့် 4 key state အဓိကအဆင့်ကြီးလေးဆင့်ကိုပြန်ကြည့်မယ်ဆိုရင်တစ်က lack of awareness state အဆင့်ကနေနှစ်ကတော့ awareness state ကိုရောက်လာတယ်သုံးကတော့ step by step ကနေအဆင့်ဆင့်ဖွံ့ဖြိုးတိုးတက်လာပြီးလေး scale state ဆိုတဲ့အဆင့်အထိကိုပါတက်လန်းတွားမယ်ဒါမှသာလျှင် learning တစ်ခုတကယ်တမြောက်ခြင်းဆိုတဲ့အဆင့်ကိုရောက်ရှိတာဖြစ်ပါတယ်အဲ့ဒီတော့ဒီအဆင့်ကိုကျွန်တော်တို့နားလည်သဘောပေါက်ဖို့လိုအပ်ပါတယ်ဒီဒါလုံးမဲ့တူတွေဒီကိုယ်တိုင်လည်းသဘောပေါက်ဖို့လိုသလိုကိုယ့်လူတွေကိုပြန်တင်ပေးတဲ့အခါမှာကိုယ့်လူတွေကိုဖွံ့ဖြိုးတိုးတက်တဲ့အခါဒါကိုနားလည်သဘောပေါက်ထားရမှာဖြစ်ပါတယ်ဒါမှတာလျှင်လူတွေကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်တဲ့အခါမှာပို့ပြီးတော့အထောက်အကူပြုမှာဖြစ်ပါတယ်။ခေါင်းဆောင်ကမိမိကိုမိမိဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်။ဒီထက်ပိုတဲ့အရာဒီလူတွေကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ရတာဖြစ်ပါတယ်။ဒါကြောင့်မိမိရဲ့လူတွေမိမိရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုယ့်ရဲ့အဖွဲ့သားတွေလူတို့တွေကိုမတိတဲ့အစိမ့်ကနေတိလာအောင်လုပ်ပေးရမယ်။ပိုတိလာအောင်လုပ်ပေးရမယ်။ကျွမ်းကျင်ပိုင်နိုင်အောင်လုပ်ပေးရမှာဒီဒါတိုင်းရဲ့တာဝန်ဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ key state ဒီကမိတ်ဆွေတွေတင်ယူရမှာအများကြီးအထောက်အကူပြုမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်ဒီနေ့ဟာဖေဖော်ဝါရီလရဲ့နောက်ဆုံးရက်လေးဖြစ်ပါတယ်အဲ့ဒီတော့နလတိတိဖတ်ရှုလေ့လာ learning လုပ်ခဲ့တဲ့မိတ်ဆွေတွေအားလုံးဘာပဲဖြစ်ဖြစ်ဇန်နဝါရီလကနေဖေဖော်ဝါရီလအထိနလမှာမတီးမှုအပိုင်းကနေတီးမှုတွေနလနဲ့ထိုက်တန်သောအတိတရားတွေရရှိလာပြီလို့ယုံကြည်ပါတယ်ရှေ့ဆက်ပြီးတော့လည်းကျွန်တော်တို့ step by step တစ်ခုပြီးတစ်ခုတက်သွားမယ်တင်ယူလေ့လာမယ်ဖတ်ရှုမှုကိုဆက်လက်လုပ်ခြင်းအဖြစ်ခေါင်းဆောင်မှုကိုအမြင့်ဆုံးအထိရောက်အောင်ဆက်တွားမှာဖြစ်ပါတယ်တိုက်တွန်းရင်းနဲ့ဖေဖော်ဝါရီလမှာခေါင်းဆောင်မှုတရားတွေကိုအဆုံးတက်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကိုဖိလစ်ပါမွန်ရီတာတူစာရေးဆရာပူချိုစင်ကို credit ပေးပါတယ်ကျေးဇူးတင်ပါတယ်